မင်္ဂလာပါကို ဟုတ်မင်္ဂလာပါ ညီမတို့ကလေမိကုန်းလေးမေးပြီးတော့အခုချင်းနေတဲ့သူတွေပေါ့နော်အခုကကြာထူးခြားလေးဖြစ်အောင်မိကုန်းမမေးပဲနဲ့အခုတချင်းဆိုတာဝါသနာပါလား ပါပါလေ အဲ့ဆိုတချင်းလေးရရတချင်းလေးဆွပြပါလား ဟုတ်တန်ဃာရောတစ်ချင်းလေးတော့ ရလားရတဘောလုံးပေါ့မနဲ့ရတော့ဆွပြတယ် တန်ဃာရွာနေကူတဲ့ကိုယ်လေးလေးဖြတ်လို့ကပင်လေမြေမောင်လာပေါင်းဝင်ကရှာ ရန်တော့ပေါ့နည်းနည်းတော့ဆွပြပါဦးရသေးလားတနေ့တော့လေဒီမို့ နေမနိုင်ကြလို့လားဝမ်းလေးပြပင်လေတဲ့ငါဖန်သွားတဲ့သူရဲ့ဖြူကျန်လာခြင်းရနောက်ချခဲ့နေဝေးနဲ့ခါ ရန်တော့ကောင်းပါပဲတော်တော်ကောင်းတယ်ကိုကျန်တော့နောက်ပါတစ်ချက်ရသေးတယ် အားရပါတယ် နိုင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီမှာတန်လဲရန်ကောင်းတယ်နော်ဟုတ်လဲကောင်းတယ်တချင်းလေးစပြားတက်မှာစစ်ချင်းနဲ့တောင်းလေးရကျေးဇူးပါနော်ဒီအားကြတော့လေအလူရှင်ရှိပါတယ်အလူရှင်ကကြတော့ဒါညီမတို့ဒီရောင်ကြီးရဲ့ဒီလုံဆောင်ချက်တွေကိုပေါ့နော်တွေ့ရှိပြီးတော့ဆက်သက်ပြီးတော့လူနှန်းလာတယ်အမေရိကန်မှာတောင်းတာပြုနေတဲ့ဆရာတော်အရှင်အရိယာနေပြီးတော့လူနှန်းလာတာပါအလူရှင်ကတော့ဆရာတော်အရှင်အရိယာဖြစ်ပါတယ် ဟုတ်ကျေးဇူးပါ မင်္ဂလာပါရှင်ဒီနေ့မှာယူရိုရောက်ကျေးသက်သားတွေကလူဖုန်းလေးတွေလေးပြီးတော့ဒီနံပါတ်ရှိဖြစ်နေသွားမှာဖြစ်ပါတယ်ဒီစီစဉ်ကိုစီစဉ်ပေးတဲ့သူကတော့အမေရိကန်မှာနေထိုင်တဲ့ကိုနေရုပ်သက်ကခြေလေးရဖြစ်ပါတယ်ဒီနေ့ရဲ့အလူရှင်ကတော့ယူရိုရဲ့ရောက်ကျေးသက်သားတွေရဲ့လက်ဆောင်ချက်တွေကိုတွေ့နေပြီးတော့ဆက်သက်ပြီးတော့ပြသလာတဲ့အလူရှင်အမေရိကန်အိုမာမြို့မှာသာသနာပြုနေဆရာတော်အရှင်အရိယာကပြောတာဖြစ်ပါတယ်ဒီစီစဉ်ကနေတော့ဆရာတော်ကိုလည်းကျေးဇူးတင်အောင်ကြားလိုပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒီလိုဆိုတာကိုဆက်ပါမယ်နော်မင်္ဂလာပါမင်္ဂလာပါအမားတို့ကလေဒါအရင်တော့တော့မိကုန်းလေးနေပြီးတော့အခုချင်းနေတဲ့အစီအစဉ်ပေါ့နော်အခုကထူးထူးခြားခြားလေးဖြစ်အောင်မိကုန်းမမေးတော့ဘူးနေဒီမှာလေးတချင်းဆိုတတ်လားဆိုတတ်ဆိုတတ်တဲ့တချင်းလေးတော့ရှိမှာပဲလူတွေကဟိုတချင်းလေးပါနည်းနည်းညီးကြတာလေအဲ့လိုတချင်းလေးပါလေးဟိုဆိုတတ်တဲ့တချင်းလေးရှိတစ်ဖိုက်လောက်ဆိုပြပါလားတစ်ဖိုက်လောက်ဆိုပြမယ်တစ်ဖိုက်လောက်ဆိုပြမယ်တချင်းလေးကတော့ရပါတယ်ဒါရတယ်တစ်ဖိုက်လောက်ဆိုပြအဲ့ဒီချင်းလေးဆိုတွန်းရတဲ့ချင်းဆိုရမယ်တနေ့လောက်တွေ့ရရင်ကိုရမ်းမလွမ်းနေဆိုတညလောက်ခွဲရရင်ကိုစိတ်မချလို့ပါဆိုရုံရွယ်သူကိုနှခမ်းပါလေးနဲ့ပြောတတ်တဲ့ကိုအခုကြီးမနေခဲ့တယ်သူကကျမကိုချစ်တယ်ထင်နေမိတာမြင်နေလွဲ့နေတယ်ချစ်ခဲ့မိတာဒီမှာသွားပြီကွယ်သူကြိုက်တာလိုက်ခဲ့တယ်သူချစ်ကိုတန်ဖိုးထားတယ်သူကမသိဟန်ဆောင်နေသူကမျက်ွယ်ပြုတ်တယ်အတိတ်တွေလို့အဟောင်းနေပြီထင်လေပြောပါစေတော့ရမနေခဲ့ပါမယ်ကံရမချစ်သေးလို့တစ်ချက်နာရဲ့တွေးစွာသူရဲ့ဆက်တဲ့ဖြည်းဖြည်းတာမုံမှုကြိုးစားမယ်ပြောတော့မဆိုတော့ဘူးလေဆိုလိုက်တာရမ်းနော်လို့ကောင်းတာပဲနောက်တစ်ခါတော့ဆက်ပြအောင်ဟုတ်ပါရဲ့အရင်ကမစားပါနောက်ရောတချင်းလေးဆိုတော့ဘူးတယ်မရဘူးအခုကြာကြဆိုလိုက်တာနှလုံးသားအောင်ထိသွားတယ်ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ညီမလေးတချင်းစပြတဲ့ဒီကိုတောင်းချပါတယ်ကျေးဇူးပါနော်ပြီးတော့လည်းအခုပေါ့နော်ပြောကြအစီအစဉ်လေးတစ်ခုလုပ်နေတာပေါ့နော်အဲ့ဒါကဟိုအဲ့ဒီတချင်းတွေပါရောဆိုရတာဝါသနာပါလားတချင်းတွေပါကြိုက်ပါလေဘာတချင်းကြိုက်လဲဘယ်တချင်းလေးဆိုဘာလို့ဆိုပြအောင်တချင်းတစ်ပုတ်တမျိုးဆိုပြအဲ့ဒီကြိုက်တယ်မလို့ရတော့တချင်းလေးဆိုပြညာတော့ဟုတ်တယ်ဟုတ်တယ်နော်ညာကိုလာလေကာကိုလာလေခမလေးပါလို့လေချုံနေနာကဖြူတယ်ဒီနေ့ကလေးတယောက်ချေချောင်းပါမနာလေဘုရားကလည်းဒီပါသူအာဒီမှာကျဲကိုစပုံချင်နေများလေရောင်နေရများနေချရညာပါမကွာရုံမာရကမပြောရတာပြောပြရပါတယ်အနီတရှိရရမ်းတော့လို့ကောင်းတယ်အတန်လည်းကောင်းအတော်ဝင်နေရလားတရှိရရမ်းဆိုလို့ဝင်နေရလားဘယ်ရောအော်ဒါပဲဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မဆင်ကျင်မဲ့တောင်းဆချတာပါ